ကာဓမ္မတို့ကိုယ်ရဲ့ကိုယ်သေးကြအောင်လုပ်ပါဆိုတာကိုဖြင့်ပြောရပါလိမ့်မယ်ဒါယမနံပရာတရားရှိတဲ့ဆရာသမားလည်းဖြစ်အကျိုးရှိပါလို့ရှိတဲ့ပုဂ္ဂိုလ်လည်းဖြစ်နေလို့မောင်မြတ်ရေးသူများရေးတဲ့ကိုယ်ရေးကြီးစမ်းပါဆိုတာတိတ်တွန်းရတယ်သူများရေးတဲ့ကိုယ်ရေးကြီးကြစမ်းပါဆိုတာဒကာဓမ္မတို့ခုမှဆုံကြကြုံကြတာတွေအတွက်လောကုတ္တများမနေစမ်းပါနဲ့ဒါရသမီးတွေဆိုတာဒကာဓမ္မတို့ခုမှဆုံကြတာမဟုတ်လားဒါတွေလောကုများနေလို့တော်ကဒါတွေလောကုများပြီးဒီကလာနေလို့သူတို့ကဒကာဓမ္မတို့အိုမှုတားနိုင်ကြရဲ့လားဒါရသမီးတွေခင်မွန်းတွေကလေနာမှုတားနိုင်ကြရဲ့ပေမှုတားနိုင်ကြရဲ့ပြီးတော့လာရဂရိကသူတို့ကမြဲအောင်လုပ်ပေးနေရဒါဖြင့်ဒကာဓမ္မတို့အပေါ်ယံနဲ့ခမည်းတော်ကအပေါ်ယံလေးကျူသွေးတာနဲ့ခမည်းတော်ကအရေးကြီးထင်ပြီးဒီကာလကိုယ်ရေးတွေဖြုတ်နေကြတာတဲနဲ့နာပါလားမနဲ့နာဘူးလားဒါကြောင့်ခင်ဗျားတို့အကုန်ဖြုတ်ပြပါလို့ကိုယ်ရေးကိုဂိစိတ်စမ်းပါဆိုတာကိုဖြင့်လေးစားစွာနဲ့တိုက်တွန်းပါတယ်မတိုက်တွန်းနိုင်ဘူးလားအခုကိုယ်အခြေအနေကဘယ်ဆိုင်နေသလုံးမေးတော့ကောင်းငင်မြောက်တဲ့ဒုတ်အခြေအနေဆိုင်နေဘယ်ဆိုင်နေတခါတကယ်အထက်မြောက်လိုက်တော့အထက်နဲ့တည်ရနေဆိုတာခဏပဲအောက်လည်းနွားကြီးပုံမှာရောက်ခြင်းရောက်လူချင်းကြီးပါလည်းရောက်ခြင်းရောက်ငါတကယ်လည်းအင်းနဲ့ကြိုင်တဲ့ရောက်ခြင်းရောက်ရေတဲ့ကြခြင်းကြမြဲပါရဲ့ရေတဲ့ကြဆိုတာငါဖြစ်ရတယ်ပြောတာချင်းကြီးပုံမှာကြတယ်ဆိုလို့ရှိရင်ပိုးတော့ဖြစ်ရတယ်ပြောတာနွားကြီးဘုံမှာကြားတယ်ဆိုနွားကြီးဘိုးတို့ဖြစ်ရတယ်ဆိုတာပြောလိုက်တာအဲ့ဒါကြောင့်ဒကာဓမ္မတို့မသေးကြသေးတာကိုသိကြအောင်လုပ်ပါဘယ်လိုတိုက်တွန်းပါလဲအဲ့ဒါခင်ဗျားတို့လူကတော့မသိဘူးပေါ့ဗျာအခုနမရကတန်ရုပ်ကြတော့ဒကာဓမ္မတို့ဝိဇ္ဇာတနာမချုပ်သေးကာလပတ်လုံးခင်ဗျားတို့ကောင်းငင်မြောက်တဲ့ဒုက္ခဖြစ်မှမလွတ်သေးပါဘူးဆိုတာတော့သိကြပါလားသိကြပါဘူးဘုကမောင်ခင်ဗျားဒီဘယ်ချိန်နေဆိုင်နေပါလိမ့်မယ်နောက်ကဒကာဓမ္မတွေဘယ်ချိန်နေဆိုင်နေကြတယ်ဘောပါပဲယနေ့တတိကြီးပြနှက်ဖြင့်ခွေးဖြစ်နိုင်တယ်ယနေ့ပါသုတေသွားတော့နှက်ဖြင့်ကောင်းငင်မြောက်တဲ့ဒုတ်လိုပဲယနေ့အရင်ကကြာနှက်ဖြင့်ဖျားကကြာပြီဥက္ကမောင်ကြီးတော်ရရပုံနာကြီးဆိုတော့ယနေ့တတိမဟုတ်လားတရားတော်နှက်ဖြင့်ပါတော့ဒါဖြင့်မမြဲတဲ့ဆိုးရလိုက်တာဟမ်အဲ့ဒါကြောင့်တရားတော်ကတော့ယနေ့တတိနှက်ဖြင့်ခွေးကိစ္စတွေကလည်းရှိယနေ့မိဖုရားနှက်ဖြင့်နောက်ရှိဖို့လို့ဆိုတဲ့ကိစ္စကရောယနေ့ယဟန်နှက်ဖြင့်တန်းဆိုတာကရောတက်ခက်ပါလားတရားဓမ္မတို့ဝိဇ္ဇာတနာမချုပ်ပြီဆိုမှဖြင့်ဖြစ်ကျင်တယ်လို့ဖြစ်နေတဲ့ကောင်းငင်မြောက်လိုက်တဲ့ဒုက္ခကိုကြားကျင်တယ်လို့ကြားနေတဲ့ရေးရဖြင့်တို့စိတ်မအေးရသေးပါလားဆိုတာယနေ့တွေးပါစိတ်အေးရလားဒီနေ့တရားဓမ္မတွေတောင်းကိုယ်တော်ရတယ်နဲ့ပြန်တောင်းကိုယ်တော်ဆွဲပြီးသေးလို့ကြွပြိတ္တာတွေမွေပြိတ္တာတွေမဖြစ်ဘူးယနေ့ဒီကားလို့ဆိုရင်ဖြင့်တောင်းကိုယ်တော်ရလို့တခေးပဲနဲ့ပြန်မွေဖြစ်ရတယ်ဆိုတော့မွေပြိတ္တာဖြစ်ရတယ်ဆိုတော့တကားသက်ကောင်းသေးယနေ့တခေးနဲ့ပြန်ခွေးမကြီးဖြစ်တဲ့တတ္တဗဒဇမှာလည်းသေချာမလားဘူးယနေ့ဒီကားလို့ဆိုရင်ဖြင့်သူတခေးပါပဲတဲ့သားဆွဲသေးသွားတဲ့ခါကျတော့နဲ့ပြန်ဥပခွေးကြီးဖြစ်ရတာဒီကောမထင်ရှားဘူးလားဒါဖြင့်ဒီဖြစ်ရဒကာဓမ္မတို့မှန်းပြေပေါင်းမရှိတဲ့ဖြစ်ဘုကမောင်ပဲလို့ဆုံးဖြတ်ချက်ချမယ်မှန်းပြေပေါင်းမရှိတဲ့ဖြစ်ကိုဖြင့်နေရတာစိတ်ချလက်ချတပွဲလုံးလူတွေလည်းအများကြီးပါပဲဒကာဓမ္မတို့အားလုံးပေါ်မှာစေနာထားပြီးပြောနေတော့ငါတို့ဖြစ်ရအဖြစ်ဆိုးရှိပါသေးလားမှန်းပြေပေါင်းဘယ်မှမကြိုက်သေးပါလားပေါ်ကြဘယ်လိုပေါ်ကြမှန်းကြည့်ပေါ့မကြိုက်သေးဘူးဆိုတာသိကြကြဒါဖြင့်မှန်းကြည့်ပေါ့အလုတ်ကိုဖြင့်လှုပ်ဖို့မသိညာဘူးလားဗျာဒကာဓမ္မတို့မှန်းကြည့်ပေါ့အလုတ်ကိုပြောပါတော့မယ်တဲ့မှန်းကြည့်ပေါ့ကြိုက်အောင်အလုတ်ကိုပြောပါတော့မယ်ဆိုတော့တဲ့မှန်းကြည့်ပေါ့ကြိုက်အောင်အလုတ်ကိုပြောပါတော့မယ်ဆိုတော့ဒကာဓမ္မတို့မှန်းကြည့်ပေါ့အလုတ်ကိုပြောရတော့မယ်ဆိုလို့ရှိရင်
ရှေ့ပိုင်းမှာသုတိမှမပြောခင်1နဲ့3ပဲ1နဲ့3ညတာမှတ်ပြီတော့နော်1ကဲ2ကဲ3ညရဲ့ဥက္ကမဘယ်နှမျိုးရှိလဲ1ကဲ3ည1ကဲ2ကဲ3ညရဲ့နော်ဒကာဓမ္မတို့ဥပြထားတဲ့3ခုဒီဘာပါလဲ1ကဲ2ကဲ3ညရဲ့ဒါလို့ဆိုရင်ဖြင့်ဒါရှေ့ပိုင်းမှာတူတူနဲ့မိအောင်ပြောတဲ့ဂရိမြဲမှုကိုသေချာပြောပါပြီတစ်ဆိုတာငါလို့မှတ်လိုက်စမ်းနှစ်ဆိုတာငါဥစ္စာလို့မှတ်လိုက်စမ်းသုံးဆိုတာငါဥစ္စာမဟုတ်လို့ဒီညာရလို့ရှိရင်ငါဥစ္စာမဟုတ်လို့ရှိရင်သုံးညဆိုင်တစ်ကငါနှစ်ကသုံးကသုံးညသုံးညတသဘောကျတစ်ကနှစ်ကသုံးကသုံးညရှင်းကြပါလားသေသေးချာချာဟောနေပါတယ်ဓမ္မတို့ဒါခမည်းတော်ဂရိမြဲဝေရအလုပ်သေချာချာရှင်းပြနေပါတယ်တစ်ကဘာပါလဲနှစ်ကဘာပါလဲသုံးကအဲ့တော့ဓမ္မတို့မှာတဲ့တရားများများကျင့်ကြရမရှိဘူးတစ်ဖြုတ်နှစ်ဖြုတ်ပြီးဒီကလာသုံးကိုယ်ပိုင်ရအောင်လုပ်ဖို့အရေးကြီးတစ်ကိုလည်းဖြုတ်ပါလိမ့်မယ်နှစ်ကိုသုံးပါလို့သုံးကိုယ်ပိုင်ရအောင်လုပ်ရတယ်ကြက်ကြက်စဉ်းစားပါဦးခင်မောင်ဒါတူတူနဲ့ခင်ဗျားတို့ကောင်းငင်မြောက်တဲ့ဒုက္ခဘဝမှာလော့ဒီသုံးညဖြစ်လို့ရှိရင်ဘာမှမပူနဲ့တော့ဒီသုံးညဖြစ်ရင်မပူပါနဲ့တော့တစ်ကဘာပါလိမ့်ငါဓမ္မတို့ငါနော်နှစ်ကဘာပါလိမ့်သုံးကဘာပါလိမ့်သုံးညာဒီသုံးလုံးနဲ့ခြေပိုင်းမှာဟောတာဖြင့်ဘုန်းကြီးတို့ဓမ္မတွေကမမေ့ကြပါနဲ့နော်မမေ့ကြပါနဲ့လို့သေသေးချာချာပြောရပါတယ်ရှိကဘုရားသခင်ကိုရမကြီးလက်ထက်ကရင်ကိုတို့ပါဠိတော်ကြီးများမှာလာတာကမောဂရာဇယံဆိုတော့မောဂရာဇယံကရှင်ဘုရားဂရိမြဲခြင်းနဲ့ဖြင့်ယောဂဂရိမြဲခြင်းပါတယ်ယောဂဌာနလည်းမြဲခြင်းပါတယ်ဆိုတော့ကွာတစ်လည်းမဖြစ်စီနဲ့နှစ်လည်းမဖြစ်စီနဲ့သုံးညဖြစ်အောင်လုပ်လိုက်ကွာမြဲတာပါပဲဘာလဲတော့ဓမ္မဘာဖြစ်အောင်လုပ်ရသုံးညဖြစ်အောင်လုပ်ရဒကာဓမ္မတို့တကယ်လို့မှတ်ကြစံပါဒီရေးဟာအတော်ကြီးပါတယ်ဆိုတဲ့ဥစ္စာကိုဖြင့်ခမည်းတော်မှာကောင်းငင်မြောက်တဲ့ဒုက္ခဘဝမှာလွတ်တဲ့နေရဖြင့်ဒကာဓမ္မတို့တစ်မဖြစ်ဖို့နှစ်မဖြစ်ဖို့သုံးညဖြစ်ဖို့အရေးကြီးတယ်။ဘာဖြစ်ဖို့အရေးကြီးပါလဲ။တစ်လည်းမဖြစ်စေနဲ့နော်။နှစ်ကောဘာဖြစ်ရ။သုံးညဖြစ်ဖို့အလွန်အလွန်အရေးကြီးတယ်ဆိုတာပေါ်လာကြ။အေးဒါကြောင့်ဒီလောက်ဆိုလို့ရှိရင်ဖြင့်တရားကလည်းတူပြန်ကဏ္ဍနဲ့လည်းပြပြန်ဆိုတော့ဥက္ကမမမမိစရာမရှိပါဘူး။ခိုင်းတာဖြင့်ဒကာဓမ္မတို့ဒီကနေပြီးဒီကလာမနေ့ကပြောခဲ့တယ်မက၅ပါးနဲ့ခန္ဓာကိုယ်ရဲ့ဓာတ်လေးတွေကဝေဒနာဆိုကြပါစို့စိတ်ဖြင့်စိတ်ဆိုကြပါစို့နော်ငါစိတ်မဖြစ်စီနဲ့သဘောကျငါစိတ်ဒီဥစ္စာဒကာဓမ္မတွေတင်းနံပါတ်ကငါမဖြစ်စီနဲ့ဆိုတာပေါ်လာတင်းနံပါတ်ကဘာလဲနဲ့နံပါတ်ကဒီဥစ္စာကိုတဲ့ငါစိတ်ကလေးငါစိတ်မစမ်းနဲ့ဆိုပြီးငါပိုင်တဲ့သဘောမျိုးနဲ့လည်းပြောတတ်ပါတယ်ထင်ကောင်းမထင်တတ်ဘူးဒါဖြင့်တစ်ကစိတ်ကိုငါထင်တယ်နှစ်ကစိတ်ကိုငါဥစ္စာထင်သဘောကျလားတစ်ကစိတ်ကိုဘာထင်ပါလဲငါထင်တယ်ဆိုတော့ဒိဋ္ဌိသွားဖြင့်အတ္တဒိဋ္ဌိသွားဖြင့်ငါဥစ္စာထင်တော့အတ္တနိယဆိုတာဥက္ကမောင်သွားဖြင့်တကားကဘာသွားဖြစ်တယ်အတ္တနိယဆိုတာငါ့ဥစ္စာစိတ်ကလေးတစ်လုံးနဲ့ကိုငါထင်အတ္တငါ့ဥစ္စာထင်အတ္တနိယတွေဖြစ်ပြီးဒီကလာနေတော့အတ္တနိယပြုတ်လို့ရှိရင်ဒကာဓမ္မတို့သောတာပန်တည်တော့ဂရိမြဲဥက္ကမောင်သောတာပန်တည်တော့ဂရိမြဲဘူးလားဩဒါဖြင့်ငါဥစ္စာမဟုတ်ဘူးဒီဥစ္စာငါဥစ္စာမှာစိတ်သုံးတဲ့ခြေနေရောက်
တရားဓမ္မတို့ရှုရတယ်ငါငါဥစ္စာမှစိတ်သုံးတဲ့ချိန်နေရအောင်ရှုရတဲ့ခါကျတော့ဒါငါလည်းမဟုတ်ဘူးစိတ်ကလေးတစ်ခုကိုပေါ့လေငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်ဟုတ်လားကဲငါဥစ္စာမှစိတ်သုံးတဲ့သုံးညရဲရှင်းငါဥစ္စာမှစိတ်သုံးတဲ့ဘာတော့သုံးညတဖြစ်အောင်တရားဓမ္မတို့သုံးညဖြစ်အောင်ဥက္ကမောင်လုပ်ရလိမ့်မယ်ဒါဘယ်စိတ်ဝေဒနာရှုလဲဒီတိုင်းစိတ်ရှုကောရုပ်ရှုကောဒါဖြင့်ငါလည်းမဖြစ်စီနဲ့ငါဥစ္စာတော့ဘာဖြစ်အောင်လို့သုံးညဖြစ်အောင်ငါဥစ္စာမှစိတ်သုံးတဲ့သဘောဖြစ်အောင်လုပ်ပါဒါအမှန်မိတဲ့တရားလို့မှတ်ကြမှာမတမ်းမိတဲ့တရားဆိုတော့အဲ့ဒီမှာမောဂရာဇယံဟောလိုက်တာကဘုရားသခင်ကိုရမကြီးကရှင်ဗျာတဲ့တပည့်တော်ကောင်းငင်မြောက်တဲ့ဘဝကောင်းငင်မြောက်တဲ့ဒုက္ခဘဝမှာလည်းလွတ်ချင်ပါလေသိမင်းမမြင်ရဌာနကိုလည်းတပည့်တော်သွားကြတယ်ဗျာဟာရမင်းဒီလိုလုပ်ပါလားကွာဆိုတော့သုံးညတော်လောကအဝခတုဆိုတော့သူ့ဟောတာရိပ်ပြီလားသုံးညတော်လောကအဝခတုမောဂရာဇသရာတောအတ္တနုဒိဋ္ဌိဥဇဧဝံမေဇသရောတိယဧဝံလောကံအဝခန္ဓာမေဇုရာဇနပတ္တိသိမင်းတော့မမြင်ပါဘူးကွာမင်းသွားမယ်နေရာဌာနနောက်ကြီးဘုံတို့လူကျင်ကြီးဘုံတို့ခொနဲ့ခွေးဘွားတို့ဆိုတာအသာထားပါတဲ့အဲ့ဒါသိရရှိပါသေးတယ်ကိုကသူ့ကိုမမြင်တဲ့စီရောက်ပြီဆိုတော့နိဗ္ဗာန်ရောက်တယ်ပြောဒီတဲ့မြဲကြရှိသေးရဲ့လားအဲ့ဒါကြောင့်ဒကာရမတို့တစ်ခုတစ်ခုရှုလိုက်တဲ့အခါကျဒီနာမှာစားကျင်တဲ့စိတ်ကလေးဝှက်ချင်တဲ့စိတ်ကလေးဝန်းနေပေါ်လာတယ်ဆိုကြပါစို့ခင်းကျင်တဲ့စိတ်ကလေးပေါ်လာတယ်ဆိုကြပါစို့အဲ့ဒါတွေကြည့်လိုက်တဲ့အခါကျတော့ဒကာရမတွေကငါလားဆိုတော့မဟုတ်ပါဘူးစိတ်ကငါဥစ္စာလားဆိုတော့လည်းငါဥစ္စာလည်းမဟုတ်ပါဘူးဒီကစိတ်သဘောပါပဲဟုတ်လားငါလားလို့ပြောတော့ဘယ်နဲ့လဲစိတ်ပဲဥက္ကမောင်ငါလားမေးတော့ဘာလဲငါဥစ္စာလားလို့မေးပြန်ငါဥစ္စာလည်းမဟုတ်ပါဘူးဒီကစိတ်ဆိုတာအာယုံကြရကလှုပ်ထားတာပါငါကလှုပ်ထားတာဟုတ်ကဲ့အာယုံကြရကြောင့်စိတ်ပေါ်တာဒါဖြင့်ငါလည်းမဟုတ်ငါဥစ္စာရောနောက်ရှင်းမှတ်တဲ့နဲ့ဒါတွေကဒကာတော်ကတော့ငါဥစ္စာမဟုတ်ကြောင်းကိုသူကဖြတ်ကနေပြောက်မပြဘူးလားပြောက်ပြလိုက်တဲ့အခါကျတော့အော်ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်ပါလားသဲတဲ့သုံးညတသဘောပါလားငါဥစ္စာမှစိတ်တဲ့သဘောပါလားလို့မြင်အောင်ကြည့်လိုက်ဒီစိတ်ကလေးမြင်အောင်ကြည့်ပါဒီစိတ်ကလေးချုပ်ပြောက်သွားတာမရှိတာမြင်အောင်ကြည့်လိုက်စမ်းပါသဘောပါကြဒါဖြင့်စိတ်ကလေးတစ်ခုပေါ်လာလို့ရှိရင်ဖြင့်ငါလားဒကာဓမ္မတို့ငါလည်းမဟုတ်ဘူးစိတ်ပဲငါဥစ္စာလားလို့မေးပြန်တော့စိတ်ဆိုတာကသမင်းစားခြင်းသမင်းကြောင့်ပေါ်တာဟင်းစားခြင်းသူများလောက်ထားတဲ့စိတ်ဆိုတော့ငါဥစ္စာလို့ဆိုနိုင်မှာအာယုံဓာရကလောက်ထားတာသာသမားများအတွက်နော်အဲ့တော့ငါဥစ္စာကဟုတ်ပါရဲ့ဒီကြည်ရင်မှတ်တဲ့ဒီစိတ်ကလေးပါဖြစ်သွားချုပ်ပြောက်သွားတယ်အဲ့တော့ချုပ်ပြောက်သွားတော့ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်ဘူးတဲ့ငါဥစ္စာမဟုတ်တဲ့တရားလို့မသိကြဘူးလားသိကြတဲ့အခါကျတော့ငါလည်းတစ်ဆိုတဲ့ငါဘောဟုတ်သေးရဲ့နှစ်ဆိုတဲ့ငါဥစ္စာရောဒါလည်းငါဥစ္စာမဲ့တော့ဘာဖြစ်သွားပါသုံးညဖြစ်သွားတယ်သုံးညတဖြစ်သွားတယ်လို့အဲ့ဒီကြောင့်ဒကာရမတွေကရှုလို့ရှိရင်မဲ့ခင်၅ပါးနဲ့ရှုပေးစိတ်ကလေးပေါ်လာလို့ရှိရင်ငါလားဒကာရမတို့မဟုတ်ပါဘူးစိတ်ပဲဒါလေးလည်းဖြေထွက်ကြပါဒကာရမတို့ဘယ်စိတ်ပေါ်လာလားဒကာရမတို့အိတ်ချင်တဲ့စိတ်ကလေးပေါ်လာတယ်ဒါလေးကငါလားစိတ်ပဲနော်သီနာမေရစိတ်ပဲသီနာမေရစေသိတို့ဒါပဲရှိတာပဲဒေါသစိတ်တို့ဒါပဲရှိတာပဲငါဥစ္စာလားလို့မေးတော့သီနာမေရစရုပ်စာဒကာဓမ္မတို့တူဝိပိဒကလာတာသမင်းအစိမ့်အိမ်တွေစားခြင်းတွေဟူသောအာယုန်ဒီကြောင့်တက်တဲ့သဘောဖြစ်ပြီးဒီကလာတာအဲ့ရရင်းမြင်းတို့အိတ်ချင်တဲ့စိတ်အစားတွေဟောင်းမရလို့အိတ်ချင်တဲ့စိတ်ဆိုလို့အကြောင်းတွေကြောင့်ဖြစ်တဲ့တရားဆိုခြင်းကြောင့်ငါဥစ္စာလားငါဥစ္စာမဟုတ်ဘူးကြည်နေတော်ဓမ္မတို့ကြည်နေရမှတည်းနဲ့သီနာမိတာလေးပါဖြစ်သွားတယ်အဲ့ဒါကြောင့်ဘုရားကသံခိတ္တစိတ်တံသံခိတ္တစိတ်တံဒီပဇာနာတိကွာ
သမုဒိယဓမ္မာနုပါတိဝါဝေယဓမ္မာနုပါတိဝါတဲ့အဲ့ဒါလေးဖြစ်တာပြက်တာကြည့်လိုက်စမ်းကွာအဲ့ချင်းတဲ့စိတ်ကလေးရဒကာဓမ္မတွေရှိသေးရဲ့လားမရှိတော့ငါပဲဟုတ်သေးရဲ့လားငါဥစ္စာဘာဖြစ်သွားငါဥစ္စာမှာစိတ်သုံးတဲ့သုံးညတဖြစ်သွားငါဥစ္စာမှာစိတ်သုံးသွားတဲ့ဘာခေါ်ကြလဲငါဥစ္စာမှာစိတ်သုံးသွားတဲ့သုံးညတဝါသုံးညသဘောကျဒါဖြင့်ဥပအောင်တို့သုံးညဖြစ်ဖို့တည်ရေးကြည့်ပါလားမကြည့်ဘူးလားတကယ်ဒါဖြင့်ဘာလေးပေါ်ဒီသုံးကြောင်ဒကာဓမ္မတွေအရောက်သွားစမ်းကဲစိတ်ကလေးကပြန့်လွင်တာငါပြန့်လွင်နေတယ်ဆိုတာကဟုတ်ပါရဲ့သူအာယုံကြောင့်ပြန့်လွင်တဲ့တရားအာယုံကြောင့်ပေါ်လာတဲ့တရားဖြစ်သောကြောင့်ငါဥစ္စာကဟုတ်ပါရဲ့ဒါကြကြည့်လိုက်တဲ့အခါတော့ချုပ်မသွားဘူးလားချုပ်ပြောက်သွားတယ်ဆိုတာမသိကြဘူးလားဒါဖြင့်ငါဟုတ်ကြလားငါဥစ္စာဟုတ်ကြလားဘာဖြစ်သွားပါလဲသုံးညတာပြည့်တယ်ငါဥစ္စာဖြစ်မှစိတ်သုံးသွားတယ်ရှင်းကြပါလားအဲ့ဒီလိုပေါ်တိုင်းဒကာရမတွေပြက်သွားရင်အော်ငါဥစ္စာမဟုတ်တာသုံးညပဲငါဥစ္စာမဟုတ်တာပဲသုံးညပဲလို့ဒီလိုသာရှုသဘောကျလားပြက်တိုင်းဘယ်လိုရှုရမလဲငါဥစ္စာမဟုတ်တဲ့သုံးညကြီးပဲဆိုတော့ကဲနောက်ကြတော့နားလဲပါပြီတဲ့ငါလည်းပြုတ်ပြီးသားဖြစ်သွားတယ်ငါဥစ္စာကောပေါ်လာတယ်လေးကသုံးညပဲသုံးညတာပဲလို့သာရှုနေပေါ်လာတဲ့စိတ်ကလေးကိုဘယ်လိုရှုကြမလဲသုံးညတာဟောငါဥစ္စာမှာစိတ်သုံးတာပဲဒိဗ္ဗေရှင်းနေရင်ပေါ့ဗျာအဲ့ဒီကဲဆိုရှုလိုက်တဲ့အခါကျတော့သူကသုံးညတာဒီကရှုနေတာလေးကမဲ့ကသူကပါပဲရှုနေတာလေးကသုံးညမြင်တာဘယ်လိုပါလိမ့်မလို့မေးရင်မနဲ့ပြောကြပါမက်ကမှသုံးညမြင်တယ်မက်ကမှအဲ့ဒါကြောင့်ဘာပေါ်လာလားဘယ်စိတ်ပေါ်လာလားဘယ်ဝေဒနာပေါ်လာလားဒကာရမတို့ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်သုံးညတာကဟုတ်ကြီးရှင်းမလားငါလည်းငါဥစ္စာဘာဟုတ်ပါသုံးညတာကဟုတ်တယ်လို့ဒကာလည်းညာနဲ့တဲ့ပြီးရှိလိုက်တော့သူကသုံးညတာအာယုံကသုံးညတာရှုတာကမက်ကဆိုတော့ဒကာရမတို့တခါလဲငါဥစ္စာဆိုတဲ့ဒိဋ္ဌိတွေနောက်ကအကုန်ပြုတ်ရှင်းမလားဒါရင်ဒါဖြင့်ဒီသုံးညတာလေးရှိကထားဒကာရမတွေကမက်ကနေကြည်သဘောကျအဲ့ဒါလေးသုံးညတာဖြစ်သွားပြီဘယ်စိတ်ကလေးရှုသုံးညတာဖြစ်သွားပြီဆိုလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့သိတဲ့အတိုင်းရှေ့ကသုံးညတာနောက်ကသေတာကအတ္တနိယမမရသေတာကအတ္တကငါအတ္တနိယငါ့ဥစ္စာဒိဋ္ဌိတဏှာသေးတယ်ရှုတာဗလားဒါတူရုံနဲ့ပြတာနော်တူရုံနဲ့ပြတာဓမ္မတွေဒါသေးအိဗယ်လို့မမှတ်လိုက်ပါနဲ့မောဟရာဇရံကိုဖျားဟောတော်မူတာ။ဒါရင်ဓမ္မတို့မြင်တိုင်းဘာဖြစ်အောင်ရှုရမလို့။ဒါဖြင့်ရှေးကသုံးညတာနောက်ကသေတာကအတ္တနဲ့အတ္တနိယတခါတည်းသိပြီပြ။ဓမ္မတို့ဘာပြုတ်ပါလဲ။အတ္တဆိုတာငါနော်အတ္တနိယဆိုတာငါဥစ္စာပြုတ်သွားတယ်ဆိုတော့အတ္တကငါဥစ္စာကဆရာကတဏှာသဘောကျဒိဋ္ဌိတဏှာပြုတ်ဒကာရမတို့ဘာပြုတ်ပါလဲခင်ဗျားတို့ကဘယ်လိုများမြင်လိုက်လို့ပြုတ်တာပါလဲဒိဋ္ဌိပြုတ်ရင်အဲ့တော့ဒိဋ္ဌိဝိသေစာပြုတ်ရင်သောတာပန်အရှိသဘောကျဒီသောတာပန်အဖြစ်ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတွေသုတိမနေသေလင်တဲ့အခါကြလို့ရှိရင်သောတာပန်ဖြစ်နေသေသွားတဲ့အခါသုတိမှာတပါဖယ်သွားသည်ကောင်းဝင်မြောက်တဲ့တို့လိုကြားကျင်တယ်လို့ကြားတာလားမှန်းကြည့်ဖို့ရှိသလားအဲ့တော့ဒကာဓမ္မတို့ဒီသုံးညလေးဖြစ်အောင်ခင်ဗျားတို့ဝန်မလေးကြပါနဲ့သုံးညလေးဖြစ်အောင်ဝန်မလေးကြပါနဲ့ဆိုတာသိသိချာချာပြောပါတယ်အဲ့တော့
ခင်ဗျားတို့ခန္ဓာကိုယ်ကလည်းကောင်းငင်မြောက်တဲ့တို့မမြဲသေးခင်ဗျားတို့သာသမီတွေကလည်းမမြဲသေးတော့ဒီသုံးညတဆိုင်အောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြဲပြီသုံးညတဆိုင်အောင်လုံနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြဲပြီဆိုတော့သိကြပါလားဒါဖြင့်ဒီသုံးညတဒီငါတို့ကဲယူမဲ့သုံးညတဘယ်လိုဆိုကြငါတို့ကောင်းမမြောက်တဲ့ဒုက္ခမှာလောအောင်လုပ်တဲ့သုံးညတဆိုနိုင်ကြဘယ်တော့ဖြင့်ဒီလိုဟာတရားဓမ္မတို့ခဲရင်သလားလို့တစ်ခါမေးကြတယ်မခဲဘူးနော်ဒါပြန်ငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးပြက်သွားတဲ့ဓမ္မလေးကသက်သက်ငါဥစ္စာမှာစိတ်သုံးတဲ့ဓမ္မပဲလို့ဆိုတော့ဝင်လေးတယ်ဘယ်ဟာပေါ်လာငါဥစ္စာရှိသေးရဲ့ခန္ဓာရဲ့စိုက်ကြည့်ပါဒကာဓမ္မတို့ဝေဒနာလေးပေါ်လာလဲကြည်စားငါလားငါဟုတ်ပါဝေဒနာပါဒကာဓမ္မတို့ငါဥစ္စာလားဆိုတော့အိုးငါဥစ္စာမဟုတ်ပါဘူးဖတ်တာဖြစ်เสียဝေဒနာပါဖတ်တာကလောက်ထားတာပါသိကြပါလားဒါလည်းကြည်ရင်မှတဲ့တကစိတ်သုံးသွားပြန်တော့ငါဥစ္စာဖြစ်မှမရှိပါလားဆိုတော့မသိဘူးလားဒါဖြင့်ငါဥစ္စာမှမရှိတာဒီကားလို့ဆိုရင်ဖြင့်သုံးညတာမြင်တာကသိတာကအတ္တအတ္တနိယတခါတော့ဒိဋ္ဌိပြုတ်ထွက်တခါတော့ဒိဋ္ဌိပြုတ်တယ်ဆိုတော့ဒီတရားတဲ့တူတာတရားဓမ္မတွေရှိသေးရဲ့အဲ့ဒီလောက်တောင်ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာဘာပေါ်သုံးညဖြစ်အောင်လုပ်ဖို့ရတို့ရေးပါသုံးညဖြစ်အောင်ရေးတို့ကရှုနိုင်လို့ရှိရင်ဖြင့်မရှိဘူးမရှိတာသိရင်သုံးညဖြစ်တာသဘောကျမရှိတာတစ်လို့လည်းရေးလို့ဖြစ်ကြလားဥက္ကမောင်နှစ်ကောရေးလို့ဖြစ်ကြဘာရေးလို့မရှိဘူးဒါကြောင့်သုံးညလို့ဆရာဘုန်းကြီးကပြောနေတယ်စာလို့သုံးညတာခင်ဗျားတို့တစ်ဆိုတဲ့ငါကိုရေးလို့ဖြစ်ကြလားနှစ်ဆိုတဲ့ငါဥစ္စာကိုဘာရေးမလို့ဟောဒီညာနဲ့သုံးညကရေးရှင်းမလားဒါဖြင့်သူကသုံးညဝါသုံးညတာသူကပါတော့သေတာပါလေအတ္တတဏိယဆိုတော့တစ်နဲ့နှစ်ပြုတ်သွားဒကာဓမ္မတွေဘာတွေပြုတ်သွားတစ်နဲ့နှစ်ပြုတ်ပြီးညာနဲ့မှသုံးညကြံရစ်တယ်ညာနဲ့မှဘာကြံရစ်ပါလဲနားလေကြရလားနားလေကြရလားဘုန်းကြီးကဖြင့်စေရောခုပါဒကာဓမ္မတို့တခါတည်းကောင်းငင်မြောက်တဲ့ဘဝမှာတခါတည်းလွတ်ပြီးတခါလားကဲဒီဘဝကသောတာပန်တိဒီဘိကရဏသူတိခင်ဗျားတို့ဘယ်မှမတော့ဘူးအထက်ကတက်နတ်ပြည်လည်းကသောတာပန်ဒီဘိကရဒီအထက်ကတက်သွားတယ်ဆိုတာသိကြလားအဲ့တော့ငါတို့ကဖြင့်စုံသမားမျိုးသမားမဟုတ်တော့ဘူးမြုပ်သမားမျိုးသမားဆံသမားသက်တဲ့ဥက္ကမောင်ပါလေတော့ဒကာဓမ္မတွေယခုတော့ဖြင့်မြုပ်ရှိတယ်လဲမျောကြီးတယ်လဲဆိုတော့ကောင်းငင်မြောက်တဲ့ဒုလို့ဖြစ်သိကြကြရလားအဲ့ဒါကြောင့်ကိုယ်ကောင်းငင်မြောက်တဲ့ဒုဘဝမှာလွတ်ချင်လို့ကြားကျင်တယ်လို့ကြားတဲ့ဘဝမှာလွတ်ချင်ကြလို့ရှိရင်သုံးညဖြစ်အောင်ရှုပါမိပြီဒကာဓမ္မတို့တရားတော့တရားကဖြင့်ခမည်းတော်အကုန်ကာကွယ်တော့မှာသဘောကျတရားကဖြင့်ခမည်းတော်အကုန်ကဲတင်မှာပဲဥက္ကမောင်ပါလေတော့တရားကကဲတင်ခြင်းပါတယ်ကဲတင်နိုင်တဲ့စွမ်းရည်တတ္တိရှိပါတယ်ဒါရိတ္တိဓမ္မောကိုဒါရိတ္တိဆောင်တော်ဤဓမ္မတို့ကြောင့်ဓမ္မောဓမ္မမီးဆိုတရားကတော့ကဲတင်နိုင်တဲ့တတ္တိရှိတယ်ခင်ဗျားတို့ကဒီတရားကိုဝန်တဲ့ရအောင်မသွင်းလို့ရှိရင်ဖြင့်သူကပြင်ဘက်ကတော့မကဲတင်နိုင်ဘူးသဘောကျလားပြင်ဘက်ကတော့အတွင်းရောက်ရင်တော့ဒါဖြင့်ခမည်းတော်ကသူ့ကိုပဲအတွင်းရအောင်ကြိုးစားပါဆိုတာဒကာဓမ္မတို့ပြောဖို့လိုသေးလားဒါဖြင့်ခမည်းတော်ဒီနေ့တရားမှာဘာမြင်ရုပ်မြင်လဲသုံးညတဖြစ်အောင်ရှုနာမြင်ရောဒါသူကသုံးညတဆိုတော့မြင်တာကသိတာကအတ္တအတ္တနိယအတ္တကဒိဋ္ဌိအတ္တနိယကတဏှာသူတို့ပါသွားတဲ့ဆိုတဲ့ဝိဇ္ဇာကလည်းရောချုပ်ပြီမချုပ်သေးဘူးလားအဲ့ဒါတွေသေးသေးချာချာဆရာဘုန်းကြီးကရှင်းလင်းပြီးဒီကလာပြနေတော့
တို့သည်ကောင်းငင်မြောက်တဲ့တို့လိုအရင်ကကြဖျားကကြအလဲကကြတို့မှာအခုဒီတိုင်းသာနေလို့ရှိရင်အကြမမြဲသေးပါလားသဘောကျလားငရဲလည်းကြနေနေဆိုတော့ကနာအသုတိကောတရုษံကုန်လို့ဘောနေတယ်ဆိုတော့ကိုမှန်းကြည့်ပါသေးရဲ့ဟောတာကတော့ကိုမှန်းကြည့်အထက်ကဆန်းတယ်ဒကာဓမ္မတွေကကိုမှန်းကြည့်ပဲအထက်ကဆန်းတော့အောက်မစုံတော့ပါဘူးဒါဖြင့်ဒကာဓမ္မတွေဘယ်လိုရှုရင်အထက်ဆန်းမလဲသုံးညဖြစ်အောင်ရှုစမ်းပါအာရုံဒကာဓမ္မတွေဘာလို့ဖြစ်အောင်ရှုရမလဲဒါကြောင့်ဘုရားသခင်ကိုရမကြီးကမောဂရာဇယံလောကမင်းတို့တဏ္ဍာနဲ့ဖြစ်တဲ့ဝေဒနာပညာစိတ်အစရှိသည်တို့ကိုသုံးညဆက်အောင်အဝေခတုသိစဉ်ကိုရှုပေးกว่าဒါလေးသုံးညဆက်အောင်လည်းရှုပေးရုပ်ကိုလည်းသုံးညဆက်အောင်ဝေဒနာပေါ်လာရင်သုံးညဆက်အောင်ရှုပါစိတ်ပေါ်လာရင်မဆိုင်เสียကောဥပအောင်ရှိသေးရဲ့စိတ်ဟာလည်းစိတ်ကလေးတခုပေါ်လာတယ်ဒေါသစိတ်ကလေးပေါ်လာတယ်ဒကာဓမ္မတို့ဒါငါလားလို့မေးတော့ဒေါသစိတ်ငါဟုတ်ကလားငါဥစ္စာလားလို့မေးတော့ဒီဒေါသကသမီးနဲ့မတည့်လို့ဖြစ်တဲ့ဒေါသသမီးကညောင်းဖြစ်တယ်ကိုလောက်ထားတာဟုတ်သေးရဲ့လားဟိုအာယုံကလောက်ထားတာဆိုတာမသေးကြဘူးလားအဲ့တော့ငါဥစ္စာကဟုတ်ပါရဲ့ကြည်မတန်တဲ့လေးချုပ်သွားတော့ကိုဒကာဓမ္မတို့ငါဥစ္စာမှာစိတ်သုံးတဲ့တရားဖြစ်နိုင်မဖြစ်နိုင်ဒါဖြင့်ဒီတရားဘာတရားခေါ်ကြမလဲသုံးညတရားကိုဒကာဓမ္မတို့ကသုံးညစိုက်တိုင်းဒီကနောက်ကနေမက်လိုက်ပေးသမယ်သုံးညမက်ကသဘောကျရှေ့ကဘာပါလဲနောက်ကသုံးညနောက်ကမက်ကလိုက်လိုက်တဲ့ခါကျတော့အတ္တတဏိယဘာဖြစ်ဒီမက်ကဖြတ်ပါလေသူတို့ရှိမှသာတယ်ဒကာဓမ္မတို့ဂရိမမြဲပါဘူးအတ္တတဏိယရှိရင်တော့အတ္တကငါနောအတ္တနိယကဒါအတ္တကဒိဋ္ဌိအတ္တနိယကလောဘသိကြပါလားအတ္တကအတ္တနိယကလောဘဒိဋ္ဌိနဲ့လောဘပါလားပေါ်ကြအဲ့ဒီဒိဋ္ဌိနဲ့လောဘမပြုတ်ဘူးလားပြုတ်တယ်ကိုကဥက္ကမောင်ကြီးမောဂရာဇယံသုံးညလောကအဝခတုမောဂရာဇသရာကတော့သရာခါခါသိတတော်သတိရှိသည်ဖြစ်လောကယုံနံလောကသုံးညဆိုင်အဝခတုရှုလိုက်စမ်းပါကွာအေဝံဤသောလောကကြီးကိုအဝကဏံစေစဉ်ငမှုကြည့်ရှုသောပုဂ္ဂိုလ်သည်မေစုရာဇာသေမင်းသည်နပတ္တိမမြင်တော့ဘူးဘယ်နိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်သေမင်းကမြင်သေးရဲ့လားမမြင်ပါဘူးနိဗ္ဗာန်သွားမဲ့ပုဂ္ဂိုလ်သေမင်းကမြင်သေးရဲ့ဒါဖြင့်တို့အလုပ်ဒီသိပ်ပြီးပင်ပန်းတဲ့အလုပ်လားပေါ်လာတဲ့ဓမ္မကိုငါဥစ္စာမဟုတ်ကြောင်းသိဖို့အလုပ်ပဲပေါ်လာတဲ့ဓမ္မတွေဘယ်နဲ့ဆိုကြမလဲငါဥစ္စာမဟုတ်ကြောင်းသိဖို့အလုပ်ပဲဒါဖြင့်ဒီတရားတွေတရားဓမ္မတို့သူတိမှလည်းပြောရမှာဖြစ်လို့ဒီအတူကကလေးတွေလည်းခမရတို့အိမ်ရှိပြပါစီလို့အမျိုးမျိုးကိုတန်စာရှင်ပြောနေရဒါကရှုတတ်ဖို့ပြောရှင်းပြီနော်ဒါဖြင့်ဘယ်တရားပေါ်လာလားသုံးညတဆိုင်အောင်ရှုသဘောကျဘယ်တရားပေါ်လာဟုတ်ကောင်းမဟုတ်လားငါလားဒီတရားတွေငါဥစ္စာလားဒါဖြင့်ငါဥစ္စာမှာစိတ်သုံးတဲ့တရားဘာခေါ်ကြမလဲသူကသုံးညတဆိုင်တော့ဒီရှုတာကသေးတာကအတ္တတဏိယဆိုတော့ဒနာဥပါဒံကံလေးဥက္ကမောင်လေးဥပါတော့အကုန်ချုပ်ကုန်ပြီဇာတိဇရာမရဏတွေလာနိုင်သေးရဲ့လားဒါဖြင့်ဒကာဓမ္မတို့ဇာတိဇရာမရဏတွေချုပ်ရသိမ်းရငြိမ်းရဖြစ်တဲ့နိဗ္ဗာန်ကိုပဲဒကာဓမ္မတို့သောတာပတိမရတယ်ဆိုတော့ထက်သူဆန်းလေးမဆုံးရကောင်းမယ်ဆိုလို့ရှိရင်လည်းလာရဂရိကိုပဲရှိသေးရဲ့လားလာရဂရိမရှိဘူးဆိုတဲ့ဥစ္စာကိုသိကြပါလားဒီပြန်ဟာဒီမှာလာရဂရိတွေကရှိနေတဲ့ဥက္ကမောင်ကြီးလာရဂရိဆိုတဲ့ဥစ္စာသွားရဌာနကိုဆိုပါလေဂရိမိဂန္နံပဝနံကိုဗျာစာကလာတာမိဂန္နံသာမင်တွေဂရိလာရကပဝနံတော်ဒီ
သားသမင်တို့ငှက်တို့အစသားသမင်တို့ကခင်ဗျားတို့စဉ်းစားကြည့်ခင်ဗျားတို့က6လိုက်လမ်းလိုက်လို့ရှိရင်ဘယ်မှမပြေဘူးတော်တယ်ပဲပြေသားသမင်တွေကခင်ဗျားတို့6လိုက်လမ်းလိုက်ရင်ပဲပြေးပါလေအဲ့ဒါကြောင့်ဂရိမိဂန္နာပဝနာမိဂန္နာသားသမင်တို့ဂရိလာရကပဝနာတော်သည်တော်တဲ့ကပြေးလို့ရှိတယ်နော်အာဂါသောပက္ခိဏံဂရိငှက်များကတော့မောင်းလိုက်လို့ရှိရင်ဖြင့်ကောင်းငင်ပြန်ပြေးတာပဲငှက်များငှက်တွေလာရကတော့ဘာပါလဲဂရိမိဂန္နာပဝနာအာဂါသောပက္ခိဏံဂရိဆိုတဲ့တိုင်းနဲ့ဒကာဓမ္မတို့သာသမင်ကတော့တော်ပြေးတယ်သဘောကျလားသာသမင်ကတော့ပဲပြေးတယ်သူတို့အာကိုရဒါပဲထင်တာပဲအာဂါသောပက္ခိဏံဂရိဝိဘောဂရိဓမ္မနာခမည်းတော်ဟောဒီတရားလေးဟာစိတ်တရားဝေဒနာတရားလေးကတော့ပျောက်ပြက်တာသူတို့ဂရိကိုမှတ်ပါအဲ့ဒီဂရိမြင်ဖို့အရေးကြီးပါတယ်ဝိဘောဂရိဓမ္မနာဓမ္မနာယုံနာဓမ္မတွေဝိဘောကင်းရသည်ဂရိပဲသူတို့လာရပဲဆိုတော့ဒကာဓမ္မတို့မြင်ဖို့ရတာဒါလေးသိအရေးကြီးပါတယ်သုံညဖြစ်သွားတဲ့အမြင်လေးဆိုတော့သူပဲပြေးသွားတယ်လို့သိသေးရဲ့လားဒကာဓမ္မတို့ပျောက်သွားတော့ဘုံညတမဖြစ်သေးဘူးလားအဲ့ဒါကြောင့်ဝိဘောဂရိဓမ္မနာတရားတို့ဤဝိဘောကင်းခြင်းဒီဂရိပဲတဲ့ထုတ်ပြောက်သွားတာသူဂရိပဲလို့မှတ်လိုက်သမ်းပါဥက္ကမောင်မှတ်မိလားဒါဖြင့်ဂရိပဲမျိုးပြီးသွားသာသမင်တို့ဂရိကတော့ငှက်တို့ဤသွားရကယုံနာဓမ္မဖြစ်ပြတို့ဤယုံနာဓမ္မတွေလာရကတော့ဘာတော့မရှိတာကြောက်ပြည့်ခြင်းမရှိတာပဲအဲ့ဒါမြင်လို့ရှိရင်ဒါသုံးညတဆိုင်တာယုံနာဓမ္မတို့ဒီဃာဓမ္မတို့ရှုတိုင်းပျောက်ပြက်မသွားဘူးလားပျောက်ပြက်သွားတာမြင်လို့ရှိရင်ယုံနာဓမ္မတို့လာရဂရိပဲရှင်းပြီဒါဖြင့်မဲ့ဆိုင်သောပုဂ္ဂိုလ်ဂရိကလိုသေးမလိုဘူးလားယုံနာဓမ္မဂရိကတော့သိပြီနော်ခင်မောင်ဘာတော့ပျောက်ပြက်တာပဲရှင်းကြပါလားအဲ့တော့ခင်ဗျားတို့ရှုတာဗာမြင်ဖို့ရေးကြည့်တယ်နိဗ္ဗာန်ရတောဂရိနိဗ္ဗာန်ရတောယန္နာပုဂ္ဂိုလ်တွေဂရိလာရသည်ဟောယန္နာပုဂ္ဂိုလ်များသိတော့ဘယ်သွားပါလဲဆိုနိဗ္ဗာန်အဲ့တော့မှန်းကြည့်ပေါ့မရှိဘူးလားဥက္ကမောင်ပါတဲ့ခင်ဗျားတို့မိုက်ဆိုင်ဖို့ဆိုင်လုပ်တဲ့ပုဂ္ဂိုလ်ကတော့မှန်းကြည့်ပေါ့ရှိတယ်ကောင်းကင်မြောက်တဲ့ဒုက္ခလို့ဟုတ်သေးရဲ့လားအမှန်တန်ဘုန်းတော်သေးဘူးလားဒါဖြင့်ဒကာဓမ္မတို့တဲ့ဂရိဒီနဲ့၄မျိုးရှင်းပြလိုက်ရတာဘုန်းကြီးကအမှန်တန်ရှင်းတတ်ပါတယ်ဥက္ကမောင်ရေသမင်တို့လာရတာလွတ်ကလာဗျာသေပေးလာရပါတော့မလွတ်ပါဘူးတဲ့နော်ငှက်တို့ဂရိကတော့ဗါတဲ့အသေးလွတ်ပါရလားမလွတ်ပါဘူးတဲ့အဲ့ဒါတွေလည်းကားပါတယ်ခင်ဗျားတို့ရှုနေတဲ့ဓမ္မဤဂရိကတော့ဗါတဲ့ခင်ဗျားတို့ရှုတဲ့ဥစ္စာတတိယတို့ဘယ်မြင်မှန်ရမှနေရာကြမလဲလို့မေးတော့သူဂရိကိုသိရင်ပြီးတာသူဂရိဆိုတာကပျောက်ပြက်သွားတာရှင်းမလားပျောက်ပြက်သွားတာဒီယုံနာဓမ္မတို့ဂရိဝါယုံနာဓမ္မတို့လာရရင်းမိကြဗလားဒါပြန်ယုံနာဓမ္မဖြစ်ပြီးပြက်သွားတာလေသိတဲ့ပုဂ္ဂိုလ်ဒီသုံးညတာလဲဆိုင်ပါတယ်သူဂရိကိုလည်းမြင်လိုက်ပါတယ်ယုံနာဓမ္မတွေဂရိကိုအဲ့ဒီအမြင်ဆိုရင်ဒါအမြင်မှန်ပြီတဲ့ကဲတခါသွားလိုက်ပါနိဗ္ဗာန်ရတောဂရိနိဗ္ဗာန်ရတောယန္နာပုဂ္ဂိုလ်တို့ဂရိလာရပဲဆိုတော့ခမည်းတော်ဒီမက်တွေကိုဆိုင်နေတဲ့ပုဂ္ဂိုလ်ကြတယ်နိဗ္ဗာန်မှာတပါးသွားရရှိသေးရဲ့ဒါဖြင့်တဏှာလေးပေါ့ဗျာဒါပြန်ကောင်းငင်မြောက်တဲ့ဒုက္ခဘဝမှာလွတ်မလို့သိကြပါလားသိပါဘူးဒါဖြင့်ဒီလုတ်ဒီတရားဓမ္မတွေလောက်ရမှာလားမလောက်ရတော့ဘူးကောင်းငင်မြောက်တဲ့ဒုက္ခဘဝမှာလွတ်ခြင်းပါတော့ရှင်းမလားအဲ့တော့လောက်ရမှာကဒီလိုပါတရားဓမ္မတွေဘာလောက်ရမှာတော့ဆိုတော့ဝိဘောဂရိဆိုတဲ့ခန္ဓာတွေဖြစ်ပြီးပျောက်ပြက်သွားတာလေးတွေဒါကိုခင်ဗျားတို့ကမြင်ဖို့အရေးကြီးဒါမြင်လို့ရှိရင်မဂ္ဂင်၅ပါးကမဂ္ဂင်၈ပါးဖြစ်လိမ့်မယ်ဆိုတာမသေးကြဘူးလားသိကြတဲ့အခါကျလို့ရှိရင်ဖြင့်ဒကာရမတို့နိဗ္ဗာန်မှာတပါလာရဂရိကျွတ်တို့ရှိသေးရဲ့
ပိုကြဒီကြဒီသဘောကိုရှိသေးရဲ့ဩဒါဖြင့်ဥက္ကမောင်ကြီးသုံးညဖြစ်ဖို့တည့်ရေးကြည့်ပါရှင်းကြပါလားဘာဖြစ်ဖို့သုံးညဆိုတာဘာလိမ့်မလို့ဆိုတော့ဒကာဓမ္မတော့ငါလိုလဲရေးမဖြစ်တာငါဥစ္စာလိုလဲရေးမဖြစ်တော့ဒီဥစ္စာဒီငါဥစ္စာမှာစိတ်သုံးတဲ့သဘောမြင်အောင်ကြည့်ပါရှင်းကြပါလားဒါရင်ပြက်သွားတယ်ဆိုဘယ်လိုမြင်အောင်ကြည့်ရမလဲငါဥစ္စာမဟုတ်လို့ပြက်သွားတယ်ငါဥစ္စာမဟုတ်လို့ပြက်သွားတယ်ဒီတိုင်းရှုနေုံပဲပါဇက်ကလည်းမအော်ပါနဲ့မမီးပါနဲ့ဩငါဥစ္စာမဟုတ်ကြောင်းသိကြလိုက်တာလို့ကစိတ်တွေကရှုနေရှုတဲ့စိတ်ကလေးတော့သိကြလိုက်တာရှိုက်တဲ့စိတ်ကလေးလည်းမပြတ်ပါစေနဲ့ဆိုလို့ရရလားမြင်တဲ့စိတ်ကလေးမပြတ်ပါစေနဲ့ကြားတဲ့စိတ်ကလေးမပြတ်ပါစေနဲ့နားတဲ့စိတ်ကလေးမပြတ်ပါစေနဲ့ရတဲ့စိတ်ကလေးမပြောက်ပါစေနဲ့ခံစားတဲ့စိတ်ကလေးမပြောက်ပါစေနဲ့ဝမ်းသာတာလေးမပြောက်ပြစေနဲ့မရဘူးတကားလည်းငါလည်းမဟုတ်ငါ့ပါလည်းမဟုတ်ဘူးတော်ကြလို့ရှင်ဝိဘောဂရိဆိုတဲ့အတိုင်းပြောက်ပြသွားတာအဲ့ဒီပြောက်ပြတာဒီသုံးညတာမြင်တာကသေတာကအတ္တနိယဆိုတော့အတ္တကငါအတ္တနိယကငါဥစ္စာဆိုတော့ဒိဋ္ဌိတဏှာမသေးဘူးလားတဏှာသေးတဲ့ဥပါဒံကံလာသေးရလားမလာရင်နောက်ဘဝဇာတိဇရာမရဏကဘယ်နဲ့နေတော့ပရိစ္ဆေသမုပ္ပါကြီးကောင်းကောင်းကြီးပြမတော်ဘူးလားရှင်းကြဗလားဒါဖြင့်ဒီဃာရမတို့ဒီနေ့ရှုနည်းကိုသေချာပြောနေတယ်လည်းရှုသုံးညတဆိုင်ရင်ပြီးတယ်ဘယ်ရှုသုံးညတဆိုင်ရင်ပြီးတာငါဥစ္စာမဟုတ်ကြောင်းသိရင်ပြီးတာပဲဘယ်ရှုငါဥစ္စာမဟုတ်လို့ပြက်သွားတာပဲပျောက်သွားတာပဲလို့သိလို့ရှိရင်ဝိဘောဂရိဆိုတာမှန်ပြီမှန်သေးဘူးလားသဘောပါကြခိုင်းဒါဖြင့်ဒီဟာရုပ်ပေါ်လာရင်လည်းဒီတိုင်းရှိပါဝေဒနာပေါ်လာရင်စိတ်ပေါ်လာရင်ပညာသင်္ခါရပေါ်လာရင်ဒါဖြင့်တစ်လည်းမဖြစ်စီနဲ့တစ်ဆိုတော့ဘာပါလဲနှစ်လည်းမဖြစ်စီနဲ့ဘာပါလဲသုံးညဖြစ်ပါစီဆိုတော့ဘယ်လိုပါလဲငါဥစ္စာမဟုတ်ကြောင်းကောင်းကောင်းသိပါစေဆိုတာသိသိချာချာပြောပါတယ်ရှင်းကြပါလားဒီထဲမှာဒါတော့ပြောနေရဲ့နဲ့မတ်တနဲ့မှာဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာမရှုတတ်တဲ့ပုဂ္ဂိုလ်ပါเสียများမြင်သေးရဲ့သိသိချာလောက်ကြပါနော်သေသေးချာချာလောက်ကြပါဆိုတာဘယ်နဲ့ကြောင့်လို့မေးတဲ့ခါကျတော့ခေါင်းကတရားရှိကလေးကဥက္ကမောင်ပါခဲ့ဒကာဓမ္မတို့ယနေ့မိဖုရားကြီးနတ်ဖြင့်နောက်ချီပိုးလို့ဆိုတော့မြဲကြကြံလို့ကြသွားဒီသုံးညတမဆိုင်လိုက်တဲ့အတွက်ဘယ်တော့ကြောက်เสียကောင်းယနေ့မိဖုရားကြီးနတ်ဖြင့်ငရေသားကြီးဆိုတော့ဒကာဓမ္မတို့မြဲကောင်းတယ်မြောက်တဲ့လို့ပဲဟိုဘက်အပေသေးထိုးကြမကြဘူးလားယနေ့ရဟန်းကြီးနတ်ဖြင့်တန်ကြီးဆိုတော့ဒကာဓမ္မတို့မြဲဥဒိဋ္ဌကြီးကြတော့လေဥဒိဋ္ဌကြီးကြတော့ဒကာဓမ္မတွေယနေ့ရဟန်းဇေရုံကျောင်းမှာရဟန်းနတ်ပြည်အောင်သူ့သင်္ကန်းကောက်ပေါ်မှာတန်းကြီးဖြစ်ကောင်းသေးရဲ့လားအမှန်မဆိုးရဘူးလားအဲ့တော့ကျွတ်တော့မှာကောင်းတဲ့မြောက်တဲ့ဒုလိုပဲဒကာဓမ္မတို့အကြမြဲရဲ့လားဒါပြန်အကြမြဲပြန်ဘာရှုရမလို့ငကောလည်းသုံးညတပဲမဟုတ်ဘူးလားငကောကလည်းဒကာဓမ္မတို့ဥမာမဒါလေးဟာစားကျင်တဲ့စိတ်ကလေးဥမာထားလိုက်စမ်းပါဥက္ကမောစားကျင်တဲ့စိတ်ကငါလားလို့မေးတော့ဘယ်ငါဟုတ်အောင်မစိတ်ငါဟုတ်ကြလားဘာကလဲဒီစားကျင်တဲ့စိတ်ကလေးကဒကာဓမ္မတို့ငါဥစ္စာကဟုတ်ကြလားဘယ်ငါဥစ္စာဟုတ်အောင်မလို့သမင်းမြင်လို့စားကျင်တဲ့စိတ်ပေါ်လာတယ်သမင်းကလှုပ်တာဘယ်သူကလှုပ်တာလဲသမင်းကလှုပ်တော့ငါဥစ္စာကဟုတ်ကြလားသမင်းကြီးကတော့အာယုံద్వారాကလှုပ်ထားတယ်ဆိုတော့မသေးကြဘူးလားဒါပြန်ငါဥစ္စာကဟုတ်ပါရဲ့လားဒါပြန်ငါလည်းမဟုတ်ငါဥစ္စာလည်းမဟုတ်ဆိုတော့ကြီးရမတဲ့နဲ့ပြောက်သွားပြန်တော့သူ့ဘယ်နဲ့ဆိုကြမလို့သုံးညတဖြစ်သွားပြီဆိုတော့မသေးကြဘူးလားဒါပြန်ငါဥစ္စာမဟုတ်ကြောင်းမသေးကြဘူးလားအဲ့ဒါဒီအနတ္တကောင်းကောင်းပိုင်အောင်ရှုတဲ့နည်းကိုပြောနေတာဘာပြောတာပါလဲအနတ္တကောင်းကောင်းပိုင်အောင်ရှုတဲ့နည်းသေးသေးချာချာဟောနေတာဗာဒီနေ့သဘောပါလားဒါဖြင့်ဒကာဓမ္မတို့ဒီသုံးညလေးကခင်ဗျားတို့ကဲတင်မဲ့သုံးညပါလားဒီသုံးညတာပါတဲ့
ဒါဖြင့်ဒီသုံးညတမှာတပါးဒိဋ္ဌိဟာရှုမိလို့ရှင်မယ်ငါငါဥစ္စာလာတော့မယ်ငါလာလို့ရှိရင်ငါဥစ္စာနောက်ကလိုက်မယ်လိုက်လို့ရှိရင်ဖြင့်ဒိဋ္ဌိတဏှာဥပါဒံကံဇာတိစရမရဏမလာပဲဘူးလားပရိစ္ဆေသမုပ္ပါကဖြတ်လို့ရသေးရဲ့လားအဲဒါကြောင့်ဒကာဓမ္မတွေငကူဝါမှာခမည်းတော်ကငါသားနဲ့ငါသမီးနဲ့ငါပစ္စည်းနဲ့ရှုပ်ရတဲ့ထဲမှာငါစိတ်တွေငါကိုယ်တွေနဲ့ရှုပ်မဲ့ဆိုလို့ရှိရင်ဖြင့်ကောင်းငင်မြောက်တဲ့ဒုလိုပဲကျင်ကြီးပုံပေါ်ကြလို့ကြနွားကြီးပုံပေါ်ကြလို့ကြရေထဲကြလို့ကြငါဖြစ်လိုက်ပေါ့ဗျာကောင်းနိုင်ကြရှိကြသေးရဲ့လားသဘောပါကြဒါဖြင့်တစ်လည်းမဖြစ်စီနဲ့ပါပါလေဒိဗေကငါမဖြစ်စီနဲ့နှစ်လည်းမဖြစ်စီနဲ့ငါဥစ္စာလည်းမဖြစ်စီနဲ့ငါဥစ္စာလည်းမဟုတ်ဘူးဗျသူများလှုပ်ထားတဲ့စိတ်ရုပ်ဟာလည်းသူများလှုပ်ထားတာစိတ်အောင်ဝေဒနာဖတ်တာဖြစ်ရဝေဒနာလို့ခင်ဗျားတို့ရော့နေတာဖတ်တာကလှုပ်ထားတယ်ခင်ဗျားတို့လှုပ်ထားတာပါပါရဲ့လားသိကြပါလားဒါဖြင့်ဒကာဓမ္မတို့ဝေဒနာလေးတစ်ခုဥမာထားလိုက်ပါတော့ငါလားမဟုတ်ပါဘူးဝေဒနာကောငါဥစ္စာလားဆိုတော့ငါဥစ္စာပြန်ငါလောက်ထားတာဖြစ်ရမှာပေါ့ငါလောက်ထားတာဟုတ်ပါရဲ့လားမေးတဲ့ခါကျဖတ်တာဖြစ်ရဝေဒနာလို့ပရိစ္ဆေသမုပ္ပါကဟောတာရှင်းမလားဖတ်တာကလောက်ထားတာနော်ငါလောက်ထားတာဟုတ်ပါရဲ့လားငါလောက်ထားတာပြန်ငါဥစ္စာဆိုရင်ဆိုပေါ့ဗျာအခုတော့ဒီလိုဆိုကြပါပါရဲ့လားမပါတော့ငါဥစ္စာကောတော့ကြပြောက်သွားပြီဒကာဓမ္မလို့ဒီဝေဒနာလေးကဘာဖြစ်သွားတယ်သုံးညတဖြစ်သွားပြီငါဥစ္စာမှစိတ်သုံးသွားပြီဘယ်နဲ့ဆိုကြအဲ့ဒါငါဥစ္စာမှစိတ်သုံးသွားတာကသုံးညတရှင်းမလားမြင်တာကသိတာကဟောအတ္တအတ္တနိယငါရောပေတယ်ငါဥစ္စာရောဟောတေဖို့တံပါလားဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါသေးချမ်းပြဘူးလားခိုင်းဒီတိုင်းသုံးညာတွေသုံးညတတွေဒကာဓမ္မတွေရှုလိုက်ပြီးဆိုကြပါစို့ဗျာကြာတော့ဘာဒီသုံးညတွေရေဥက္ကမောင်ကြီးမြင်နေပြီဆိုကြပါစို့မြင်မှတန်တဲ့ဒကာဓမ္မတွေကဒီသုံးညတတွေကလည်းနောက်ကိုအစားမထိုးလာတော့ဘူးသုံးညတနဲ့ပတ်သက်တာအစားမထိုးတော့ဘူးဆိုတော့သုံးညနဲ့ပတ်သက်တာအစားမထိုးတော့ဘူးဆိုတော့ဒကာဓမ္မတို့သဘောပါသုံးညတနိဗ္ဗာန်ပဲကူပထမတော့သုံးညတနောက်ကြတော့သုံးညတနိဗ္ဗာန်သဘောကျပထမတော့ဘာနောက်ကြတော့ဒီသုံးညတကိုပဲရှာမတွေ့တော့ဘူးဆိုတော့ဒီနေရာမှာသုံးညတဖြစ်တဲ့တရားတွေလာသေးရဲ့မလာတဲ့အခါကျလို့ရှင်ဖြင့်တဲ့သုံးညတနိဗ္ဗာန်ပဲသူ့ဟာသူကူဒီအမဲ့ခင်ဖြစ်ပါသွားဖြစ်သဘောကျဩဒါဖြင့်သုံးညတကလည်းသုံးညတတစ်မျိုးဖြစ်ပြက်ဆိုတဲ့သုံးညတကတစ်မျိုးဖြစ်ပြက်မရှိတဲ့သုံးညတနိဗ္ဗာန်ကဩဒါဖြင့်သုံးညတကနေပြီးသုံးညတနိဗ္ဗာန်ပဲကူးသွားတာလေအနည်းလေးပါဒါဖြင့်သုံးညတမြင်အောင်ရှုလို့ရှိရင်ရှုပါမြင်ရင်ဘယ်သွားမလဲသုံးညတနိဗ္ဗာန်ပဲကူးမယ်ဆိုတာမသေးကြဘူးလားဒါဖြင့်ဒကာဓမ္မတို့ဒီတရားတဲ့တူတာကိုရှိသေးတယ်ဩဒါဖြင့်ဥက္ကမောင်ရေဒီလိုလုပ်ကြစေတော့နော်ငါလည်းပြုတ်အောင်လုပ်ငါဥစ္စာရောသုံးညတကြံအောင်လုပ်ရှင်းမလားသုံးညတကြံအောင်လုပ်လိုက်တဲ့အခါကျတော့ရှုဒါသုံးညတပဲဒါသုံးညတပဲဒါငါဥစ္စာမဟုတ်တဲ့တရားပဲဒါငါဥစ္စာမဟုတ်တဲ့တရားပဲလို့ရှုရင်းမှတ်တယ်နဲ့ပဲဒီသုံးညတတွေကမလာတော့ယုံနာသုံးညတတွေလာသေးရဲ့မလာတော့ဒီနေရာမှာယုံနာနဲ့ပတ်သက်တာရှိသေးရဲ့ဒါဖြင့်ယုံနာနဲ့မပတ်သက်တဲ့နိဗ္ဗာန်ကဒီမှာအစားထိုးပေါ့ယုံနာနဲ့မပတ်သက်တဲ့နိဗ္ဗာန်လေးဒါဖြင့်သုံးညတနိဗ္ဗာန်ဆိုတော့ဒါသုံးညတမြင်နဲ့မဲ့ညာသွားဖြစ်မဖြစ်သေးဘူးလားအဲ့ဒါကြောင့်သုံးညတကနေပြီးသုံးညတနိဗ္ဗာန်ကူးပါအမှန်တန်နိကပါတယ်ဆိုတာကိုပေါ်လာကြရှင်းပြီနော်